န်စီခံရတဲ့ရဲဘော်18ဦးကိုစစ်အုပ်စုကစာတင်ကြောင်းအတွင်းအစုလိုက်ပြုံလိုက်ပစ်တက်ခဲ့ကြောင်းအနောက်မြောက်ဒေသ PDF ထုတ်ပြန်တဲ့သတင်းကိုပြပြပေးပါမယ်။မကွေးတိုင်း6မြို့နယ်မှာဖမ်းမိတဲ့တော်လန်ရေးရဲဘော်18ဦးကိုအာနာသိန်းစစ်အုပ်စုကကြေးရွာစာတင်ကြောင်းအတွင်းမှာအစုလိုက်ပြုံလိုက်ရက်ဆက်စွာပစ်တက်ခဲ့တယ်လို့အနောက်မြောက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အနောက်မြောက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့မြေပြင်သတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရတော့ပြီးခဲ့တဲ့ဇူလိုင်လ10ရက်နေ့မွန်းတဲ12နာရီဝန်းကျင်မှာ6မြို့နယ်တောက်တာကြီးရွာအတွင်းစစ်အုပ်စုကအရက်ဝတ်တွေနဲ့ပုံမားရိုက်ဝင်ရောက်ပြီးမကွေးခရိုင်အမှတ်3တပ်ရင်းရဲ့စုဖွဲ့မှုနေရာကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ဒီအနီးကပ်စီးနင်းပစ်ခတ်မှုကြောင့်ရဲဘော်3ဦးနေရာမှာတင်ကျဆုံးခဲ့ပြီးတော့ကျန်ရဲဘော်18ဦးကလည်းအရှင်ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာဖမ်းဆီးရမိတဲ့ရဲဘော်18ဦးစလုံးကိုရွာထဲကစာတင်ကျောင်းဝင်းထဲစီကိုခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက်မှာတော့ပြင်းထန်စွာနှိပ်စက်ညှဉ်းပန်းပြီးအစုလိုက်အပြုံလိုက်ရဲရဲဆက်ဆက်ပစ်တက်ခဲ့ကြတာဖြစ်တယ်လို့အနောက်မြောက်ဒေသ PDF ကပြောပါတယ်ဒီတပ်ဖြတ်မှုဟာတိုက်ပွဲအတွင်းကြားဆုံတာမဟုတ်ပဲလက်ရဖမ်းဆီးမိပြီးမှတပ်ဖြတ်ခဲ့တာဖြစ်ကြောင်းဘလို့သိရတယ်လဲဆိုရင်စစ်အုပ်စုဘက်ကဝါဒဖြန့်မှုအတွက်သူတို့ရဲ့ Telegram Channel တွေမှာတင်ခဲ့တဲ့ဓာတ်ပုံမှတ်တမ်းတွေအရသိရှိရတာဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်ထဲမှာထောက်ပြထားပါတယ်အဲ့ဒီဓာတ်ပုံတွေထဲမှာရဲဘော်အများစုဟာဦးခေါင်းကိုရှေ့ရောနောက်ပါပွင့်ထွက်သွားအောင်အနီးကပ်ပြစ်သက်ခံရတဲ့အထောက်အထားတွေကိုတွေ့ရှိရတာကြောင့်ဒါဟာစနစ်တကျကျူးလွန်တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်တယ်လို့သုံးသပ်ဖော်ပြထားပါတယ်ဒီဖြစ်စဉ်မှာမကွေးခရိုင်တပ်ရင်း3က73ဦးအပါအဝင်စုစုပေါင်းရဲဘော်အယောက်20ကျဆုံးခဲ့ရတာလည်းဖြစ်ပါတယ်